ကိုယ့်ရဲ့ဖုန်းမစေတဲ့ကိုဒီတက်ရုံးဘက်ကနေပြီးထိုင်းလိုတွေပို့လာတယ်ပေါ့နော်ဒါပေမဲ့ကိုကဘာတွေပို့လာလဲမသိဘူးမဖတ်တတ်ဘူးပေါ့နော်ဒီလိုမျိုး message တွေကိုကျွန်တော်တို့မြန်မာဘာသာနဲ့ပို့လာအောင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့ရဲ့ဒီတက် SIM ကတ်ကိုမြန်မာဘာသာပြောင်းထားပေးရမှာဖြစ်ပါတယ်ဒီနေ့မိတ်ဆွေတို့ကိုယ့်ရဲ့ဒီတက် SIM ကတ်ကိုမြန်မာဘာသာဘယ်လိုပြောင်းထားပေးရမလဲဆိုတဲ့နည်းလမ်းလေးကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးမြန်မာဘာသာပြောင်းဖို့ဆိုရင်ကိုယ့်ရဲ့ဖုန်းကွက်လေးတော့သွားပါပြီးရင်ကျွန်တော်အခုပြမယ်နံပါတ်လေးကိုကျွန်တော်တို့ရိုက်ပေးရမယ်ပေါ့နော်ကဲဒီလိုလေးကျွန်တော်တို့နံပါတ်လေးကိုရိုက်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ပြီးရင်ဖုန်းကောလေးကိုနှိပ်ပေးလိုက်မယ်ဒါဆိုရင်ခဏစောင့်ပေးလိုက်မယ်ပေါ့နော်ခဏစောင့်ပေးလိုက်လို့ရှိရင်ကျွန်တော်တို့ဒီတက်ရုံးကနေပြီးတော့ဒီလိုမျိုးမြန်မာစာပြန်ပို့လာရဲဆိုရင်ကျွန်တော်တို့ဒါဒီတက်ကိုမြန်မာဘာသာနဲ့ပြောင်းသုံးလို့ရပြီပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့ message တွေကိုဒီတက်ရုံးကနေဘာစီစဉ်နေပဲရှိကြီးကျွန်တော်တို့ message ပို့တဲ့အခါထိုင်းကိုပို့တော့မှာမဟုတ်ပါဘူးကျွန်တော်တို့မြန်မာဘာသာနဲ့ပို့ပေးတော့မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အရန်ကိုအဆင်ပြေသွားပြီပေါ့နော်ကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိပြီးအသုံးတက်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်တငယ်ချင်းတွေတွေ့ရအောင်ကျွန်တော်ဗီဒီယိုလေးကို like and share ပြုလုပ်သွားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ